အားလုံးပဲမြင်ကြတာပါဒီနေ့မှာတော့ကျွန်တော်က Taurus အတွက်ပေါ့နော်နိုဝင်ဘာလတလစာဟောစမ်းလေးကိုဖတ်ကြားပေးမှာဖြစ်ပါတယ်လာစာTaurusကဲဒါပထမဆုံးပေါ့နော် Taurus လေးအတွက်လူမျိုးကံကိုဖတ်ကြားပေးမှာဖြစ်ပါတယ် Taurus လေးတွေအနေနဲ့ပေါ့နော်ဒီနိုဝင်ဘာလထဲမှာလူမျိုးနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ဆက်သွယ်ပြတ်နေတဲ့မိတ်ဆွေတငယ်ချင်းတွေစီကနေဆက်သွယ်ပြန်ရတာမျိုးလေးဖြစ်တတ်တယ်မခေါ်မပြောဖြစ်နေတဲ့တငယ်ချင်းတွေပြောမယ်ဆိုရင်ပြဿနာတွေတက်ထားတာမျိုးလေးတွေနားလည်မှုလိုနေတဲ့တငယ်ချင်းတွေဒီလူတွေနဲ့ပြောတော့ပြန်ပြီးတော့အဆင်ပြေသွားတတ်တယ်ဆိုရင်လည်းမျိုးလေးမြင်ရပါတယ်ပြောမယ်ဆိုရင်တော့လေဒီနိုဝင်ဘာလကပေါ့နော်Taurus လေးတွေအတွက်မိတ်ဆွေတငယ်ချင်းအပြင်ကတော့လူစုံလက်ဆောင်ဖြစ်နေမယ်လားလို့ပဲပို့ပြီးတော့ပြောလို့ရသေးတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာမြင်ရတဲ့လောက်ကတော့ဒီမိတ်ဆွေတငယ်ချင်းတွေပို့ပြီးတော့လူဆုံနေရမျိုးလေးတွေပြောမယ်ဆိုတငယ်ချင်းတွေပေါ့နော်အပြင်မှာတွေ့ဖြစ်တာပြောမယ်ဆိုတငယ်ချင်းတွေစုပြီးတော့ပေါ့နော်ပြောမယ်ဆိုရင်မိတ်ဆုံစားဖြစ်တာမျိုးတွေပေါ့နော်ဒီလိုအတူတူပြောမယ်ဆိုရင်တနေရာမှာပေါ့နော်ဒီတွေ့ဆုံဖြစ်တာမျိုးလေးဒီလိုအချိန်ကြီးမျိုးလေးလည်းကြုံရဖို့ရှိရဲဆိုတဲ့ပုံစံမျိုးလေးလည်းမြင်ပါတယ်ဗျ။ပြောမယ်ဆိုရင်တော့ပေါ့နော်ဒီလာကတော့ Taurus လေးတွေအတွက်ကတော့ပြောမယ်ဆိုရင်မိတ်ဆွေတငယ်ချင်းနဲ့ပတ်သက်ပြီးတော့ပွဲကိစ္စလေးလည်းတက်ဖို့ရှိရဲဆိုတဲ့နာမည်မျိုးလေးလည်းမြင်ပါတယ်နောက်ပြီးတော့ပေါ့နော်အခြေပေါ့နော်အခြေနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ပထမဆုံးအားလုံးကိုခြုံပြီးပြောမယ်ဆိုရင်တော့လေအခြေခံတော့ညံ့နေတဲ့ပုံစံမျိုးလေးတော့မြင်နေပေါ့နော်ပြောမယ်ဆိုရင်ဆုံးရှုံးစရာလေးတွေထိတိကိုက်စရာလေးအခြေနဲ့ပတ်သက်ပြီးကြုံရတဲ့ပုံစံမျိုးလေးမြင်ရပါတယ်ပထမအနေနဲ့ပေါ့နော် single လေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့လေ single လေးအနေနဲ့ပေါ့နော်ပထမအနေနဲ့ဒီဘယ်လိုပြောမလဲဆိုTaurus လေးအနေနဲ့ပေါ့နော်ပြောမယ်ဆိုရင်အရင်အတိတ်ကဒီအိတ်တွေနဲ့ပြတ်ထားတာမကြသေးတဲ့သူတွေဖြစ်ကောင်းဖြစ်နိုင်မယ်ဒီလိုလူတွေကပေါ့နော်ပြောမယ်ဆိုရင်ဒီကိုယ့်ရဲ့အိတ်တွေကိုဆုံးချုံခဲ့ရတဲ့အချိန်ကိုနာကျင်ခဲ့ရတဲ့အချိန်တွေမမေ့ပြောက်သေးတာမျိုးလေးအကြောင်းပေါ့နော်လက်ရှိအချိန်တွေမှာအချိန်နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်စိတ်ဝင်စားသေးတာအချိန်နဲ့ပတ်သက်ပြီးနာကျင်နေတုန်းဖြစ်နေရကြောင်းပေါ့နော်ချစ်သူတည်သားတလေးတွေမထားနိုင်သေးတာမျိုးမြင်ပါတယ်နောက်ပြီးတော့ကိုယ့်ရဲ့ပူဆွေးမှုနာကျင်မှုတွေကြောင့်ပေါ့နော်ကိုဘေးနားရောက်လာတဲ့သူတွေကကိုယ်တိုင်ကတည်မထားမိပဲနဲ့ပြောမယ်ဆိုရင်လိလူရှုမိနေတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးလည်းမြင်ရပါတယ်နောက်ပြီးတော့ပေါ့နော် relationship သမားတွေပေါ့နော် relationship သမားတွေအနေနဲ့ပြောမယ်ဆိုရင်တော့လေအချင်းနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ဒီနှစ်ယောက်ကြားတိုင်းမှာပြောအထင်မြင်လွဲမှားတာမျိုးလေးတွေပေါ့နော်အထင်မြင်လွဲမှားတာမျိုးလေးတွေကြောက်ကစားဖြစ်တာမျိုးလေးတွေကြောင်းရတဲ့မခေါ်ရဖြစ်တဲ့ပုံစံမျိုးလေးလည်းမြင်ရတတ်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့လေနှစ်ယောက်ကြားတိုင်းမှာတိုင်ပင်ထားလေးကိစ္စလေးရှိမယ်ပြောမယ်ဆိုရင်ရေရှည် plan လေးတွေခြားထားတဲ့ကိစ္စလေးရှိမယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးအကောင့်ထဲမဖြစ်လာတာမျိုးလေးတွေအကောင့်ထဲမပေါ်နိုင်တာတွေကြောင့်ပေါ့နော်ပြောမယ်ဆိုရင်စိတ်ထိရတာမျိုးစိတ်ထိကြိုက်တာမျိုးလေးဖြစ်တတ်တယ်ပေါ့နော်အချို့သူတွေအနေနဲ့ပြောမယ်ဆိုရင် relationship နဲ့ပတ်သက်ပြီးတော့ဒီအစမပြေရဲ့အဆုံးပေါ့နော်ပြောမယ်ဆိုရင်ပြတ်တော့သွားတဲ့အချိန်မျိုးလောက်ထိဖြစ်နိုင်တယ်ဆိုတဲ့ဒီထားမျိုးလေးကိုမြင်ရပါတယ်နောက်ပြီးတော့ပေါ့နော်အိမ်တော်ကြီးပေါ့နော်အိမ်တော်ကြီးကံရလဲပေါ့နော်ထုံကြီးတကောင်းပဲပေါ့နော်ပြောမယ်ဆိုရင်အိမ်တော်ကြီးကံရလဲပြောမယ်ဆိုရင်စိတ်ညစ်စရာလေးတွေပူဆွေးစရာလေးကျွမ်းတတ်တယ်သူတပြင်းရတော့လေအခြေကိစ္စကြောင့်ရေလို့တော့မဟုတ်ပေမဲ့လေပေါ့နော်ဒီအိမ်တော်ကြီးသမားတွေအနေနဲ့ကတော့ဒီအဖက်ဖက်ကပေါ့နော်ဒီအိမ်တွင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုလေးကျွမ်းနေတယ်ဒီမှာမြင်ရတဲ့လောက်ကတော့လေအိမ်တွင်းမှာပေါ့နော်ပြောမယ်ဆိုရင်မตายရမှုတွေအိမ်ထဲမှာကိုယ့်ရဲ့အိမ်မှာရှိတဲ့သူတွေကြားထဲမှာပဲပေါ့နော်ပြောမယ်ဆိုရင်ပြောင်းတဲ့တယောက်ကြားထဲမှာအနေမတူညီမှုတွေကြောင့်စကားများတာမျိုးတွေဖြစ်တတ်တယ်ပြောမယ်ဆိုရင်ဒီမှာဆွေမျိုးပေါ့နော်ဒီဆွေမျိုးတွေဒီအတိုင်းဝိုင်းတွေနဲ့ပေါ့နော်ဒီကိစ္စတွေကြားထဲမှာဝင်ပြီးပါလာတာမျိုးတွေဒီသူတို့နဲ့ပါပေါ့နော်ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ပူလောင်တာမျိုးတွေကျွမ်းတတ်တယ်ဆိုရင်ဒီထားမျိုးတွေတော့မြင်ပါတယ်ဗျပြောမယ်ဆိုရင်တော့ဒီလားကတော့လေအခြေနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ပူနာမှုပူဆွေးမှုတွေတော့များနဲ့မဲ့လာလို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကပေါ့နော်စီးပွားရေးနဲ့ငွေကြေးအခြေအနေပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ငွေကြေးကံလေးကောင်းနေတဲ့အနေအထားမျိုးလေးမြင်နေပေါ့နော်ပြောမယ်ဆိုရင်ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ဒီငွေဝင်ကိန်းကြီးလည်းရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ထီပေါက်ကိန်းလိုဟာမျိုးတွေပေါ့နော်ထီပေါက်ကိန်းငွေကိုအလုံးရင်းဝင်လာကိန်းတွေဒီလိုပုံစံမျိုးလေးတွေလည်းမြင်ရတယ်ပေါ့နော်နောက်ပြီးတော့ပြောမယ်ဆိုရင်
ဒီငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေကြီးဆိုတာတက်ပေါ့နော်ပြောမယ်ဆိုရင်အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ကိုကိုယ်တိုင်ကအလုပ်နဲ့ပတ်သက်ပြီးတစ်ခုခုလုပ်ထားတာမျိုးလေးတွေဥပမာ project မျိုးလေးလုပ်ထားတာမျိုး project ကိစ္စတွေအလုပ်ကိစ္စပေါ့နော်ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေတာမျိုးလေးရှိလာနိုင်မယ်ဒီဟာတွေကနေပြီးတော့ပေါ့နော်ရလက်ကောင်းတွေရလာမျိုးလေးအကြောင်းပေါ့နော်ပြောဆိုရင်ဝမ်းသာတရားသတင်းတွေကြုံရတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရပါတယ်ဗျငွေကြီးအလုပ်ကိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေနေတတ်တယ်ပေါ့နော်နောက်ပြီးတချို့လူတွေအနေနဲ့ကပေါ့နော်ပြောဆိုအလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့ရာထူးတိုးတာမျိုးလေးတွေကြုံရတတ်တဲ့ပုံစံမျိုးလေးတွေမြင်ပါတယ်ဗျဒါပေါ့နော်အခုကြတော့ဒါကတော့ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်เนาะ Taurus လေးရဲ့ကျမ်းမာရေးကတော့လေဆိုရင်ကြတော့မရှိဘူးပေါ့နော်ပြဿနာပြောမယ်ဆိုရင်ကျမ်းမာရေးကန်ရလဲပေါ့နော်ညံ့နေရမျိုးလည်းမတွေ့ရဘူးပေါ့နော်ဒါကြောင့်ဒီလားကတော့ကျမ်းမာရေးကန်ကတော့ကောင်းနေလိမ့်မယ်မျိုးတော့ပို့ပြီးတော့တွေ့ရတယ်နောက်ပြီးတော့ပေါ့နော်ပျော်စရာကိစ္စလေးတွေတော့ရှိမယ်ဒီဟာနဲ့ပတ်သက်ပြီးအဆင်ပြေစရာလေးအကြောင်းလဲပေါ့နော်ကိုယ့်ရဲ့ချုပ်ပူလောင်မှုတွေပူဆွေးမှုတွေအကုန်လုံးခဏတာမေးပြောက်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့စိတ်တွေကလည်းပျော်ရွှင်နေတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးမြင်နေဒါကြောင့်လည်းပေါ့နော်ပြောမယ်ဆိုကျမ်းမာရေးကပိုင်းကတော့ပြောစရာမရှိအောင်လေကောင်းမွန်နေတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးလည်းမြင်ပါတယ်တခါလေပေါ့နော်ဟိုတွေးပူစရာကိစ္စလေးတွေတော့ကများတဲ့ကိစ္စတွေပေါ့နော်ဆိုတော့အထက်ကပြောခဲ့သလိုပေါ့ဒီအခြေရေးကိစ္စလိုမျိုးလေးတွေသူတို့ပြင်အိမ်အောင်တယ်တွေပေါ့နော်အိမ်အောင်တယ်တွေအိမ်တွင်းရေးပေါ့နော်အိမ်တွင်းရေးမှာပြောမယ်ဆိုရင်နားလည်မှုလွဲတာတွေခိုင်းကနကွဲတာပေါ့နော်အိမ်ထဲမှာအဲ့လိုပဲပြောမှာပေါ့အိမ်ထဲမှာခိုင်းကနကွဲတာတွေဒီပြဿနာတွေကိုဝင်ရောက်စစ်ဆက်ဖြေရှင်းပေးနေရတဲ့အကြောင်းပေါ့နော်ခေါင်းကိုက်ရတာမျိုးလေးရှိမယ်အဲ့လိုကိစ္စမျိုးလေးအကြောင်းလေးပေါ့နော်ပြောမယ်ဆိုရင်ခေါင်းလေးလန်တာတွေပေါ့နော်ပြောမယ်ဆိုရင်တွေးတိုးတာမျိုးလေးတော့ကြုံရတဲ့တင်နေထားမျိုးလေးတော့မြင်ပါတယ်ဗျကဲနောက်တစ်ခုပေါ့နော်ပညာရေးပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်เนาะပညာရေးနဲ့ပတ်သက်ပြီးအထူးသဖြင့်ပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးကိုကဒီစီစဉ်နေရာမျိုးလေးရှိမယ်ပညာရေး plan လေးရှိမယ်ပေါ့နော်တချို့လူတွေအနေနဲ့ပေါ့နော်နိုင်ငံခြားကြီးသွားမယ်နိုင်ငံခြားမှာသွားပြီးတော့ပညာသင်မဲ့သူတွေပေါ့နော်ဒီလိုလူတွေအနေနဲ့ပေါ့ပြောမယ်ဆိုရင်ပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်အနှောက်အယှက်ဖြစ်စရာတဲ့တင်တစ်ခုကြားတာပြောမယ်ဆိုရင်အနှောက်အယှက်လေးဝင်လာမျိုးလေးအကြောင်းကြံ့ကြာသွားတာမျိုးလေးကြုံရတတ်တယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ဝင်လေးနေရာမျိုးလေးနောက်ပြီးပညာရေးနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ဒီစိတ်ထိခိုက်စရာလေးပေါ့နော်ဒီလိုနေထားမျိုးလေးတော့ကြုံရတတ်တယ်ဆိုတဲ့နေထားမျိုးလေးကမြင်ပါတယ်ပညာရေးကညံ့နေရလားဆိုတော့အဲ့လိုတော့မဟုတ်ဘူးပေါ့နော်ပြောမယ်ဆိုတချို့လူတွေနဲ့တင်တန်းလေးတွေတက်နေရမျိုးတွေရှိမယ်ပြောမယ်ဆိုကိုတက်ချင်တဲ့တင်တန်းလေးနဲ့ပတ်သက်ပြီးစုံစမ်းနေတဲ့သူတွေရှိမယ်ဆိုရင်ဒီလိုတွေကတော့အဆင်ပြေလိမ့်မယ်လို့တော့မြင်နေပေါ့နော်ပြောမယ်ဆိုရင်ဉာဏ်ပညာပိုင်းကလည်းကောင်းတယ်ပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုယ့်ဘက်ကလုံးဝလုံးနိုင်တဲ့လောက်ရနိုင်တဲ့ပုံစံမျိုးလေးတော့မြင်ပါတယ်ဒါပေမဲ့စောစောပြောခဲ့သလိုပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးတော့ plan လေးချထားမယ်ဆိုတော့ပြောတော့နိုင်ငံခြားကောင်တော့နိုင်ငံကိုသွားရောက်ပြီးတော့ပေါ့နော်တင်ကြားမဲ့သူတွေဒီလူတွေမှာတော့နည်းနည်းလေးတော့အနှောက်အယှက်အခက်အခဲလေးတော့ကျွမ်းတတ်တယ်ဆိုတဲ့အနေအထားမျိုးတွေ့ရပါတယ်ဗျအားလုံးရဲ့ပေါ့နော်ပြောမယ်ဆိုရင်ခြုံပြီးပြောမယ်ဆိုရင်တော့ဒီ overall energy ကိုကြည့်ရတဲ့လောက်ကတော့လေဒီလာကတော့ပြောမယ်ဆိုရင်ပျော်ရွှင်စရာတွေလည်းရှိမယ်စင်ပြေစရာလေးတွေလည်းရှိမယ်ပေါ့နော်ဒါပေမဲ့ချက်ချင်းဝုန်းတိုင်းဆိုဖြစ်လာတာတော့မဟုတ်ဘူးပေါ့နော်ပြောမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ရှည်မှုကိုယ့်ရဲ့တီးခံမှုပေါ့နော်ဒီလိုຢာတွေကြောင့်လေပေါ့နော်ပြောမယ်ဆိုရင်ရလက်ကောင်းလေးရလာတယ်လေးရှိမယ်နောက်တစ်ခုကဘာလဲဆိုတော့လေပြောမယ်ဆိုရင်ဆိုတော့ကျွန်တော်ပြောခဲ့တဲ့တဲမှာပေါ့နော်ဒီကန်ကောင်းတဲ့တဲမှာအထူးဖြင့်ဒီငွေကြီးနဲ့စီးပွားရေးကန်လေးတွေပါမယ်ဒီလိုဟာလေးຢာလေးပြောမယ်ဆိုရင်လာအစားနဲ့စားရဖြစ်လာတာမျိုးမဟုတ်ဘူးခါလေးရောက်လေပေါ့နော်လာလေဒါမှမဟုတ်လာကုန်ပိုင်းမှာသွားဖြစ်တာမျိုးလေးကျွန်တော်ရတယ်ဒါကြောင့်ပေါ့နော်ကိုမဖြစ်လာသေးတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောမယ်ဆိုရင်စိတ်ရှည်ရှည်စောင့်နေပြီးတော့ကျွန်တော်ကြံပေးခြင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ့်ဘက်ကပူလောင်နေခြင်းနဲ့ရတယ်ပေါ့နော်ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုယ့်ရဲ့ပေါ့နော် energy တွေအကုန်လုံး waste ဖြစ်စေရဲ့ကိုယ့်ရဲ့ပြောမယ်ဆိုရင်စိတ်ပေါ်ပါနဲ့နေရမယ့်အချိန်တွေမှာကိုယ်ကပူလောင်နေရတာဖြစ်တဲ့အတွက်ကိုယ့်အတွက်ပေါ့နော်လန်းဆန်းနေရမယ့်အချိန်တွေအဟိုင်ပြေးနေရမယ့်အချိန်တွေရောနေလာစေတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်အနေနဲ့ကြံပေးချင်တာတော့လေကိုယ့်ရဲ့စိတ်ကိုပေါ့နော်စိတ်ရှည်ရထားပါနောက်ပြီး relax လုပ်ပါပေါ့နော်နောက်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုလည်းအများကြီးဖြည့်လျှော့ဖို့တက်ဖို့လေလို့အပ်တယ်နောက်တစ်ခုကဘာလဲဆိုတော့လေကိုယ့်ရဲ့စိတ်ကိုပေါ့နော်တရားသဘောတရားနဲ့ဖြည့်နိုင်အောင်ပေါ့နော်စူးစမ်းတဲ့နေလို့တော့မြင်ပါဗျ။ကဲဒီလနိုဝင်ဘာလကတော့လေစောစောပြောခဲ့တယ်လို့ပေါ့နော်ဒီကိုယ့်ရဲ့စိတ်ကိုတရားနဲ့ဖြည့်နိုင်မယ်စိတ်ရှင်နိုင်မယ်ဆိုရင်တော့လေအောင်မြင်မှုတွေရမယ်နောက်ပြီးတော့ပျော်ရွှင်စရာခိုက်တဲ့နေလဲကြုံရမယ်ဝန်စည်းစရာတွေငါကျင်စရာတွေလည်းရှိမယ်ဒါကြောင့်လေပေါ့နော်ပြောမယ်ဆိုရင်ဒီညာကျင်စရာတွေကိုပဲပေါ့နော်အောင်ဆိုင်နေမှာတက်ပေါ့ကိုယ့်ရဲ့ပျော်ရွှင်စရာကိစ္စတွေမှာလေပေါ့နော်ပြောမယ်ဆိုရင်ဒီခါလေးလွတ်လွတ်လပ်လေးပြောလိုက်တာလေပေါ့နော်ကိုအတွက်ပို့ပြီးတော့ပေါ့နော်စိတ်ကိုပါစေမယ်ပို့ပြီးတော့ပေါ့နော် energy ပို့ပြီးတော့ပြေးလာစေမယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ရောလူရောပါပေါ့နော်အနားယူပြီးသားဖြစ်တာကြောင့်ဒီကိုပျော်ရွှင်ဖို့အတွက်လေပေါ့နော်မမေးပါနဲ့လို့ကျွန်တော်အကြံပေးနေမာနီကုန်းချုပ်လာပါပဲကဲဒါပေါ့နော်ကျွန်တော်ရဲ့ဒီနိုဝင်ဘာလတလစာ Taurus လေးအတွက်ပေါ့နော် positive ဖြစ်ပါလားဗျ